မင်္ဂလာပါဒေါက်တာဝမ်ရဲ့ Web Space ကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်မကအမျိုးသမီးဟော်မုန်းအတက်အကျနဲ့စိတ်ကျန်းမာရေးနဲ့ဘယ်လိုမျိုးဆက်ဆက်နေလဲဆိုတာလေးကိုမျှဝေပေးချင်ပါတယ်အဲ့တော့ကျွန်မစီလာတဲ့အမျိုးသမီးတွေရာသီမလာခင်နဲ့ရာသီလာနေစဉ်အတွင်းမှာသူတို့ရဲ့စိတ်အခြေအနေတွေကမတည်ငြိမ်ဘူးစိတ်ဆိုးတယ်ဒေါသထွက်လဲတယ်ငိုချင်တယ်ဝမ်းနည်းတယ်မတည်မငြိမ်နေပေါ့နော်ဖြစ်နေကြတယ်အဲ့ဒါဟာဟော်မုန်းအတက်အကျကြောင့်မို့လို့စိတ်ကျန်းမာရေးကို direct လွှမ်းမိုးနေတာဖြစ်ပါတယ်အဲ့တော့ကျမတို့ဟော်မုန်းအခြေအနေတွေကဘယ်လိုရှိလဲဆိုတာကိုသိထားတဲ့နေပေါ့နော်အဲ့တော့ရာသီစဝန်းတစ်ခုမှဆိုလို့ရှိရင်ကိုယ့်ရဲ့အမျိုးသမီးဟော်မုန်းတွေဖြစ်တဲ့ estrogen နဲ့ progesterone ကအတက်အကျတွေရှိတယ်အဲ့ဒီအခါမှာသူတို့ကရုတ်တရက်ထိုးကျသွားတဲ့အခါမှာကျမတို့စိတ်ပျော်ရွှင်စေတဲ့ဟော်မုန်းတွေဖြစ်တဲ့ serotonin ကပါကျသွားတယ်ကျသွားတဲ့အတွက်ကြောင့်မလို့ခုနကပြောတဲ့ symptoms တွေပေါ့နော်လက္ခဏာရက်တွေဖြစ်တယ်ပေါ့နော်အဲ့တော့အထူးသဖြင့်ကပါသတိထားရမလဲဆိုတဲ့အခါကျတော့ဒီစိတ်ဖိစီးမှုပေါ့နော်များနေတဲ့အမျိုးသမီးတွေဆိုလို့ရှိရင်ပိုဆိုးတယ်ဟော်မုန်းတွေကမောက်ကမဖြစ်ပြီးတဲ့အခါကျတော့ဘာဖြစ်လဲရာသီထိန်သွားတယ်ရာသီမမှန်တော့ဘူးပေါ့နော်ဒီလိုမျိုးတွေဖြစ်တတ်တယ်အဲ့တော့ကျမတို့ဘာလုပ်ကြမလဲပေါ့နော်ဘယ်လိုဖြေရှင်းနိုင်မလဲအဲ့တော့နံပါတ်1အနေနဲ့ကတော့ကျမတို့စိတ်ဖိစီးမှုကိုတတ်နိုင်the loud short ချဖို့လိုတယ်အဲ့တော့ဘလို့နီးလန်းအပြင်ကျမတို့ short ချကြမလဲ yoga လုပ်လို့ရတယ် breathing works တွေလုပ်လို့ရတယ် exercise လုပ်မလားကိုနဲ့တင့်တော်ရာနီးလန်းတွေကိုတုံးပြီးတော့စိတ်ဖိစီးမှုကိုတက်နိုင်ဆုံး short ချပေးပါနံပါတ်2အနေနဲ့ကတော့ကျမတို့အစားအသောက်မှာအချိုလွန်ကဲတဲ့အစာတွေရဲ့ first food တွေရဲ့ကိုလုံးဝရှောင်ကျဉ်ရမှာဖြစ်ပါတယ်အဲ့တော့ဘာတွေစားကြမလဲဟိဆိုလို့ရှိရင်တော့အသီးအနှံတွေနောက်အစိမ်းရောင်ရှိတဲ့ဟင်းသီးဟင်းရွက်တွေ good fats လို့ခေါ်တဲ့ထောပတ်သီးနောက်ငါးကြီးစီနောက်အခွန်မသစ်သီးတွေပေါ့နော်ဒါတွေကိုစားပေးခြင်းအပြင်ပေါ့နော်ကျမတို့ကဒီအစာအိမ်လေးကောင်းနေတဲ့အခါကြလို့ရှင်မှာဟော်မုန်းတွေကိုကမောက်ကမမဖြစ်တော့ဘူးအဲ့ဒီခါကြလို့ရှင်ကိုယ့်ရဲ့အမျိုးသမီးဟော်မုန်းတွေကိုလည်းဘာဖြစ်လဲဆိုရင်ထိန်းညှိပေးနိုင်တယ်ပေါ့နော်နောက်တစ်ချက်အနေနဲ့ကတော့ကျမတို့ကအရေးကြီးတဲ့အရင်ပဲဘာလဲဆိုရင်တော့အိပ်ရေးနော်အိပ်ရေးကောင်းမှုလိုအပ်တယ်အဲ့တော့ဘယ်လိုမျိုးဖြစ်တယ်လဲဆိုတော့မအိပ်နိုင်ဘူးပေါ့လေညဘက်တွေနောက်ကျတယ်မအိပ်နိုင်လေးဘာဖြစ်တယ်လဲဆိုလို့ရှင်ကျမတို့ရဲ့ stress hormone တွေစိတ်ဖိစီးမှုကိုများစေတဲ့ hormone တွေကထွက်ပြီးတဲ့အခါကျတော့ကျမတို့ဒီဘာတွေကကျသွားစေလဲဆိုလို့ရှင်ခုနပြောတဲ့ serotonin ပေါ့နော် serotonin ပျော်ရွှင်စေတဲ့ hormone တွေလည်းကျသွားတယ်နောက်အိပ်ပျော်ရမယ့်အချိန်မှာထွက်တဲ့ hormone ပေါ့နော် melatonin ကလည်းကျသွားတယ်အဲ့တော့အဲ့ဒါဟာအဓိကအချက်ဖြစ်တယ်အဲ့တော့ည9နာရီကနေ10နာရီအနည်းဆုံးအိတ်နိုင်အောင်လှုပ်ဆောင်ပေးရမယ်နောက်တစ်ခုကကျတော့ညဘက်ဆိုလို့ရှိရင်10နာရီခွဲနောက်ဆုံးထားပြီးတော့အိတ်ရအောင်ဝင်ပေးပါအဲ့ဒီခါကျလို့ရှင်မှဘာဖြစ်လာမလဲဆိုလို့ရှင်ဟော်မုန်းတွေကကိုဒီကမောက်ကမမဖြစ်တော့ဘဲနဲ့ပေါ့နော်ထိန်းညှိပေးနိုင်မယ်ပေါ့အဲ့မှသာလဲအမျိုးသမီးဟော်မုန်းတွေက balance ဖြစ်နေမှာဖြစ်တယ်အဲ့တော့နောက်တစ်ချက်အနေနဲ့ကတော့ကျွန်မလုံးစေချင်တာကဒီအမျိုးသမီးတွေကိုဒီရာသီလာနေစဉ်မှာပေါ့နော်ကိုယ့်အတွက်ကိုဗာလေးလဲဆိုလို့ရှိရင်ဒီ period diary လေးကိုလုံးစေချင်တယ်ကိုယ့်ရဲ့ cycle ဘယ်နေ့ကနေပြီးတော့စပြီးတော့လာတာလဲအဲ့တော့လာတဲ့ရာသီစလာတဲ့ရက်နောက်တစ်ခုကကြတော့ပမာဏပေါ့နော်ကိုတနေ့ကိုပတ်တွေဘယ်လောက်သုံးလိုက်ရတယ်လဲအဲ့ဒါအရေးကြီးတယ်များနေသလားနဲနေသလားဒါတွေကိုကိုပြန်လည်မှန်းဆလို့ရအောင်အဲ့တော့ဒီလိုမျိုးအခြေအနေမျိုးမှာကိုယ့်ရဲ့စိတ်တွေကဘယ်လိုမျိုးတွေဖြစ်သွားတယ်လဲဝမ်းနေတာတွေများသလားဒေါသဖြစ်တာတွေများသလားစိတ်ကအလိုမကျတာတွေများသလားအစားရှိတဲ့ပြင်ဒါလေးတွေကိုကျမတို့က application ထဲမှာပဲဖြစ်ဖြစ်planner ထဲမှာပဲဖြစ်ဖြစ်ပေါ့ calendar မှာပဲဖြစ်ဖြစ်ရေးမှတ်ထားစေချင်တယ်အဲ့တော့ဘာလို့သိသွားလဲဆိုတော့ဒီရာသီစဝန်းတစ်ခုရဲ့အနေအထားပေါ့နော်ဒီ period လေးဟာဘယ်လောက်ထိကြာတယ်လဲဘယ်အချိန်မှဆိုလို့ရှိရင်ငါသတိထားရတော့မလဲဘယ်လိုစင်ကြင်ရတော့မလဲဆိုတာကြိုပြီးတော့သိနိုင်တယ်လို့တခုခုတစ်စုံတစ်ခုပေါ့နော်ဖြစ်လာခဲ့ပြီဆိုလို့ရှိရင်လည်းဆရာဝန်နဲ့ပြသတဲ့အခါမှာဒီ diary လေးကကျမတို့အတွက်ကိုအထောက်အကူပေးမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ဆိုလို့ရှိရင်အမျိုးသမီးတွေသိထားရမှာကစိတ်ကလေးအေးချမ်းနေမှာကိုယ့်ရဲ့ဟော်မုန်းတွေကဘာဖြစ်မလဲဆိုရင်ထိန်းညှိပြီးသားဖြစ်မယ်ဆိုတဲ့ဟာကိုသိစေချင်ပါတယ်ဒီနေ့အတွက်ကတော့အပိုင်း1အနေနဲ့ကတော့ဒီလောက်ပါပဲပေါ့နော်ဆိုတော့ဒီဗီဒီယိုလေးကကိုယ့်အတွက်အကျိုးတစုံတရာရှိစေခဲ့တယ်ဆိုလို့ရှိရင် page ကို follow လုပ်ပါကိုယ့်ရဲ့ community ကို like and share လုပ်ပြီးတော့မျှဝေပေးနိုင်ပါတယ်ဒေါက်တာဝမ်ရဲ့ warm space ဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ရှင်